အဲ့ဒီမိန်းကလေးက baseball ကျုံနဲ့အိမ်မက်နဲ့ချက်ကိုရိုက်ခွဲလိုက်တာပတ်စံတွေအပုံလိုက်ကြီးကျလာတာမဲအဲ့ဒါတွေကသူ့ရီးစားကခိုးဝက်ထားတဲ့ပတ်စံတွေလေတကယ်တော့သူ့ရီးစားကကုမ္ပဏီဒီဝါလီခရပြီဆိုပြီးမနေ့ကတင်သူ့ကိုလိမ်ပြီးလမ်းခွဲခဲ့တာသူကဘိုက်ထဲကကလေးရဲ့စကားတန်ကိုကြားလိုက်ရတော့မှသူ့ရီးစားကသူ့ကိုတစ္ဆာဖောက်ဒီမှန်တွေ့လိုက်ရတာကလေးပြောတဲ့ shopping mall ကိုတွားကြည့်တော့မှသူ့ရီးစားကသူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းမလေးရဲ့ချက်စင်လက်ဆိုဝယ်ပေးနေတာကိုမြင်လိုက်ရတာမိန်းကလေးကအဲ့ဒီမှာတင်သူတို့ကိုဖျားပေးမလို့ပဲဒါပေမဲ့ဘိုက်ထဲကကလေးကမမော်နဲ့ကြားထားလိုက်တယ်ပြီးတော့ကလေးကအဲ့ဒီပတ်စံတွေကအမေစီကနီးမျိုးစုံနဲ့လိန်ယူထားတာတွေအိမ်ကိုပြန်ပြီးအကုန်ယူလိုက်လို့ပြောတာနဲ့သူလေအိမ်ကိုချက်ချင်းပြန်ပြီးမျက်နှာချက်ကိုရိုက်ခွဲလိုက်တာပေါ့သူပတ်စံတွေသိမ်းစီးနေတော့ပါပဲသူရီးစားနဲ့ဟိုတငယ်ချင်းမကအိမ်ကိုပြန်ရောက်လာတယ်ကန်ကောင်းလို့သူတို့ကမိန်းကလေးကိုမမြင်လိုက်ဘူးသူရီးစားကအိတ်ခမ်းနဲ့ဝင်သွားတော့မှမျက်နှာချက်ထဲကပတ်စံတွေအကုန်ပါသွားတာတီးပြီးဟိုမာရင်ကြောင်နေခဲ့တာမိန်းကလေးကတော့အရိုင်းပလိုနေတာပေါ့ဒါပေမဲ့ကလေးကဒီထက်ကြီးတဲ့လက်ဆောင်ရှိသေးတယ်ဆိုပြီးသူရီးစားဒေဝါလီခံထားတဲ့ကုမ္ပဏီရဲ့ရှယ်ယာတွေကိုအကုန်ဝယ်ခိုင်းနေတကယ်တော့အဲ့ဒီကုမ္ပဏီကအမျက်တီထွက်နေတာသူရီးစားကပိုင်ဆိုင်မှုတွေကိုခိုးလွှဲထားပြီးစီးရဲချိန်အောင်စောင့်နေတာလीအဲ့ဒီမှာတင်သူကအထက်တန်းကျောင်းတုန်းကတငယ်ချင်းတယောက်နဲ့မထင်မှတ်ပဲစောင့်တယ်အဲ့ဒီလူကမိန်းကလေးပိုက်ကြီးနေတာမြင်တော့ဘာလို့သူရီးစားကဂယုမဆိုင်တာလဲဆိုပြီးမေးတာပေါ့မိန်းကလေးကလည်းလန်ခွဲလိုက်ပြီးလို့ပြန်ပြောတယ်အဲ့ဒီအချိန်မှာကောင်လေးကချောင်းတွေအရန်ဆိုးလာတာနဲ့မိန်းကလေးကလည်းတငယ်ချင်းဖြစ်တာနဲ့အိမ်ကိုလိုက်ပို့ပေးမယ်လို့ပြောလိုက်တယ်တကယ်တော့အဲ့ဒီကောင်လေးကမိန်းကလေးကိုလွန်ခဲ့တဲ့9နှစ်တာတင်တိတ်တိတ်လေးချစ်နေခဲ့တာမိန်းကလေးမှာရီးစားရှိနေလို့သာရင်ထဲမှာမျိုးတိတ်ထားရတာအခုလမ်းခွဲလိုက်ပြီဆိုတော့သူကအခွင့်ရေးရပြီလို့တွေးလိုက်တာပေါ့သူ့အိမ်ရောက်တော့အိမ်ကြီးကအရန်လှနေတာနဲ့မိန်းကလေးကအံ့ဩသွားတယ်ဒါပေမဲ့ကောင်လေးကလူပါဝီပြီးဒါကအိမ်ငှားပါသူမိဘတွေဆုံးသွားလို့အမျိုးတွေကတနာတော့ဈေးတနဲ့ငှားထားပေးတာလို့လိန်ပြောလိုက်တယ်မိန်းကလေးကလည်းအထက်တန်းကျောင်းတုန်းကသူကူညီခဲ့တာတွေကိုတတိယပြီးတနာသွားတာနဲ့ဒါဆိုအတူတူအိမ်ငှားညီမလားငါလည်းနင့်ကိုပြုစုပေးလို့ရတာပေါ့လို့ပြောလိုက်တယ်ကောင်လေးကတော့ပျော်သွားတာပေါ့ချက်ချင်းပဲသဘောတူလိုက်တယ်ဘိုက်ထဲကကလေးကလည်းအဲ့ဒီလူကိုသဘောကျနေတာသူ့အဖေအရင်ထပ်တောင်အများကြီးပို့တာတယ်သူ့ကိုပဲအဖေအဖြစ်လိုချင်တယ်လို့ပြောတာမိန်းကလေးကကလေးကိုအဲ့လိုတွေးဖို့တားပြီးမြဲကလေးကတော့အမေကိုလူကောင်းတစ်ယောက်နဲ့လက်မလွတ်စေချင်လို့လीအဲ့ဒါနဲ့ကလေးကမမော်တုံးလိုက်တာမိန်းကလေးကရုတ်တရက်ထရက်လိုက်တာနဲ့ခြေချော်ပြီးကောင်လေးရဲ့ပါကိုနမ်းလိုက်ပြီးသွားတော့တယ်